ဒီနေ့မှာတော့ AMI Foundation လေးနဲ့ Anti Lipstick လေးကိုမနက်ထဲကလိမ့်ချင်ထားတဲ့တနက်ခါလေးကိုဒီနေ့စိတ်မပါတဲ့အတွက်ကြောင့်မလိမ့်ထားဘူးဒါပေမဲ့ညီမလေးတယောက်ကအမရေးတဲ့ AMI Foundation လေးကိုအောက်ကထားပြီးတော့တနက်ခါလေးကအပေါ်ကထပ်ပြီးတော့တွဲလိမ့်လို့ရလားဆိုပြီးရေးထားတဲ့အတွက်ကြောင့်အဲ့ဒီမိကွန်းလေးကိုကြည်ကျင်တဲ့အတွက်ကြောင့်အခု AMI Foundation လေးနဲ့တနက်ခါလေးကိုတွဲပြီးတော့လိမ့်ပြလိုက်ပါ Foundation လေးကိုအောက်ခံထားပြီးတော့တနက်ခါနဲ့နေ့တိုင်းလိမ့်ကျင်တဲ့ပါဆိုလဲလိမ့်လို့ရပါတယ်ဘာမှမဖြစ်ပါဘူးเนาะမစားလို့နေတော့အာချီတို့ပရိုမီနန်တို့တော့အောက်ကခံပြီးတော့တနက်ခါလေးနဲ့တွဲလိမ့်ကြသေးတာပဲလေဘာမှမဖြစ်ဘူးလေအခု AMI Foundation လေးဆိုပိုးတော့အဆင်ပြေသေးဘာကြောင့်လဲဆိုတော့သူက skin care အဖက်လည်းပါတယ် serum နဲ့ moisture အဖက်လည်းပါတဲ့အတွက်ကြောင့်မလို့ညီမလေးတို့အာလီတို့တော်တော်တို့ရေတနက်ခါနဲ့တွဲလိမ့်ရင်လေမျက်နှာပေါ်မှာ makeup လေးကအရင်မဆွဲရတဲ့အတွက်ကြောင့်ပရေတို့မှာတို့เนาะအရေးကြောင့်ထမှာတို့ဘာမှမဖြစ်ဘူးမဖြစ်စေရပါဘူးเนาะဒါကြောင့်မို့တနက်ခါလေးနဲ့နေ့တိုင်းတွဲလိမ့်မယ်ဆိုရင်လည်းတွဲလိမ့်လို့ရပါတယ်เนาะတနက်ခါလေးနဲ့ဆိုရင်လည်းပပကြည်ကြည်လေးနဲ့ဖုတ်ဖုတ်ညံ့ညံ့လေးနဲ့အရင်ချစ်စရာကောင်းတဲ့အတွက်ကြောင့်ချစ်သူခံနိုင်သူစီဟာမျက်နှာပိုင်ကလေးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ချစ်သူကမှုမှုကိုတင်တော့အဟံတကယ်ပဲเนาะ